အမေဒီဖုန်းဆက်လာအောင် နာရီကလေအိမ်ကအမေကပတ်မလားအကိုကပတ်မလား နေကိုအမေစီကိုဖုန်းဆက်လာအောင်ဟယ်လိုမေမေအော်မေမေဟုတ်အဲ့ဒါအားလေးပဲယူလိုက်မယ်နော်မေမေဟယ်လိုမေမေပြောနေလင်းနေစင်တာဒုတိယရက်ကရန်ကုန်ဝမ်ပရိုရောက်နေမေမေဒါပဲနော်မေမေဒါနိုင်ကြည့်လိုက်အောင်မယ် မင်္ဂလာပါကိုဗာလိကွန်ကြီးပေးရမှာဗျာ ဟုတ်ကဲ့ကိုနိုင်လေးကြည့်လို့ပါဗျ နာရီရှိပါတယ်ကိုဒီဘက်မှာအကုန်ကြီးပြပြီမယ်နော်ဒီဘက်လေးချက်လာပါဗျာ Smart Watch ရဆိုလို့ရှိရင်ကြတော့ညီတို့ရန်ကုန် One Pro မှာဒီ Mi Pro, Kaislash, Amazfit နဲ့ Xiaomi Redmi ပေါ့နော်အဲ့ quad လေးအစုံရှိရဗျာ ဟုတ်ကိုခဏရင်နော်ဟယ်လိုမေမေရန်ကုန်ဝမ်ပရိုကစမတ်ဝက်တွေအများကြီးပဲမေမေတားမယူရတော့တားကိုကြေးပြီးတော့မနိုင်လေးယူအောင်ပါလေအော်မေမေဟုတ်အဲ့ဒါအားလေးပဲယူလိုက်မယ်နော်မေမေဟုတ်ကအမေက Keysless အတာပဲယူခဲ့တယ်အဲ့လေးပဲယူလိုက်မယ်နော်ကို ဒီကောင်လေးလားကိုကောင်းတာဗောကိုရွေးချယ်မှုလုံးဝမှန်ကန်တယ်ဒီကောင်လေးဆိုလို့ရှိရင်ကျွန်တော်တို့ရုပ်ဖက်ပိုင်းမှာဆိုလို့ရှိရင်လည်းကျွန်တော်ပုံမှန် Smart Watch နဲ့မတူဘဲနဲ့ ATPO AMOLED ကိုသုံးထားပေးတဲ့အတွက်ကျွန်တော်တို့ဒီ Messi ထိခိုက်တာရဲ့အတွက်ကိုတော့အဓိကကောက်ွယ်ပေးရအောင်လေးပါနော် ခဏနေလို့အမေဒီဖုန်းဆက်လာအောင်ဟယ်လိုမေသူက NTPO AMOLED နဲ့လာဆိုမျက်စိပါမထိခိုက်တော့ဘူးတဲ့မေဟုတ်ကဲ့မေဟုတ်ရိုက်ကိုဆက်ပြောလို့ရတယ် ဟုတ်ကဲ့ကိုသူက verify နေဆိုလို့ရှိရင်အားတစ်ခါသွင်းသွားလို့ရှိလို့ရှိရင်သူက daily တော့15ဝန်းကျင်လောက်ထိကိုသူပြန်ပြီးသုံးလို့ရတယ်နောက်ထပ်အားတစ်ချက်တစ်ခုကသူက နေကိုအမေစီကိုဖုန်းဆက်လာအောင်ဟယ်လိုအမေအားတစ်ခါသွင်းရင်နဲ့သူက15ရက်လောက်ထိခံနေတယ်မေမေဟုတ်မေမေဟုတ်ရပြီပါ ဟွာလေးကိုကနာရီကလေအိမ်ကအမေကပတ်မလားအကိုကပတ်မလား အကူဘက်မှာလေ ဖက်ရှင်းပြပြီမယ်နော်ဒီနှုန်းကလည်းကျွန်တော်3သိန်း5000နဲ့9000ပဲရှိတယ်။လာကုန်ကြလို့ရှိရင်ကျွန်တော်တို့10သိန်းဝေသားကန်တန်းပဲလေဖောက်ပေးဦးမှာဆိုတော့တော်လေးကောင်းတယ်ကြအဆင်ပြေတယ်ပဲဗျာ ဟယ်လိုမေမေနာရီကဈေးက3,500နဲ့9,000နဲ့ပြီးတော့လာကုန်လို့ရှိရင်လေငွေသား10သိန်းကဆမ်းမရမဲဖောက်ပေးဦးပါတယ်မေမေဟုတ်မေမေဟုတ်သွားလိုက်ပါဦးမယ်နော်မေမေကအနောက်ကုန်မှာပဲဝယ်ပေးမှာဆိုတော့လေနော် ။အော်အဲ့ကြောင့်ပြောတာမမကောင်းရင်ဆိုရှောင်းလို့